Hello အားလုံးမင်္ဂလာပါအခုခေတ်ကနီးစနစ်တစ်ခေတ် AI ခေတ် AI ခေတ်ကြောင့်ပေါ့နော်လူတော်များများတွေအလုပ်တွေပြုတ်ခံရတယ်အလုပ်ရှားသွားတယ်နီးစနစ်တစ်ခေတ်ဆိုတာ system နဲ့အလုပ်လုပ်ရတာပေါ့နော် system နဲ့တွားတာကျမတို့ Asia မှာနေတာကကျမတို့တည်ပြီးသားတာ Grab နဲ့ taxi ခေါ်တယ်အဲ့ဒါလဲ system မိမိကိုယ်တိုင် system ကိုတည်ဆောက်နိုင်ဘူးဆိုရင်ခိုင်မာတော့ system ကုမ္ပဏီကိုလက်တွဲsystem နဲ့အလုပ်လုပ်မှပဲ freedom life passive income တွေခရီးသွားနဲ့ဝင်ငွေတွေရှိတယ်နေမကောက်နဲ့ဝင်ငွေတွေအလိုလိုရှိရတယ်အဲ့ဒါ system အလုပ်လုပ်ပါတော့ system work for you ကျမတို့ဒီတစ်ခေါက်ဥရောပနိုင်ငံသွားတာပါနော်ပင်တစ်ပါရီမြို့လေဆိပ်ကနေတဆင့်နော်ဝေးကိုသွားမယ်လေဆိပ်မှာရောက်တဲ့အချိန်မှာ check in လုပ်ရမလဲcheck in သွားတဲ့အချိန်မှာလူတယောက်မှမထိုင်ဘူးကောင်တာမှာလူမရှိဘူးကျမကိုတိုင်ကျမတို့ကိုပါနော်အဲ့ဒီset တစ်ခုရှိတယ်အဲ့ဒီမှာတွားပြီးတော့လေကို password တွေနေပြီးရင် card တွေတစ်ခုတွေထွက်လာတယ်အဲ့ဒီ luggage card တို့စသည်ဖြစ်ပါတော့ပြီးရင်ကိုပေါ့နော်အဲ့ဒီ luggage ကိုချိန်တယ်ချိန်ပြီးသွားပြီဆိုရင်အထဲမှာဝင်သွားလို့ရတယ်ကောင်တာမှာလူမထိုင်ဘူး service လူတယောက်မှမရှိဘူးဒါလည်းအတွေ့အကြုံပေါ့နော်နောက်တစ်ခုကကျမတို့အဲ့ဒီနိုင်ငံကိုမတွားခင် online မှာ booking လုပ်တယ်အဲ့ဒီ hotel ရောက်တာနဲ့ပေါ့နော်သူတို့ကလေ set တစ်ခုရှိတယ်ပြီးရင် computer နဲ့ပေါ့နော်အဲ့ဒီ computer မှာ password ကိုနှိပ်ပြီးသားလို့ရှိရင်အဲ့ဒီ set ထဲကနေတစ်စင်ပေါ့နော် card တွေထွက်လာတယ်အဲ့ဒီ card ကနေပေါ့နော်ယူပြီးတော့ hotel ဝင်တဲလို့ရတယ်ခုနေရာဆိုရင် password ကိုနှိပ်ပြီးသားလို့ရှိရင်အဲ့ဒီတကားပေါက်ဖွင့်နေတယ်ဝင်တဲလို့ရပါတော့ဒါကနီးစနစ်တစ်ခေတ် system နဲ့အလုပ်လုပ်တော့ဒီလိုမျိုးတွားရင်လေလူတော်များများကအလုပ်ကတိတ်မရှိတော့ဘူးဥရောပနိုင်ငံကဝန်ထမ်းခန့်တာလဲဝန်ထမ်းခါကဈေးကြီးတယ်ဈေးများတယ်သူတို့ဝန်ထမ်းတွေမခန့်ဝန်ထမ်းမခန့်ဘူးဆိုရင်အလုပ်တွေကပိုရှားမှာပေါ့ဒါကြောင့်ကျမတို့ကလေကြိုတင်ပြင်ဆင်လုပ်ရတော့မယ်အလုပ်အပြုတ်မခံချင်ဘူး system ကိုတည်ဆောက်ရတော့မယ် system နဲ့အလုပ်လုပ်ရတော့မယ်ပြောင်းလဲရတော့မယ်